ဖျားကြီးကောင်းတဲ့ကြောင်းမပြောတော့ကြတော့မဖျားကြီးရဲ့စင်တိုင်းကောင်းတဲ့ဖျားရှင်ဖြစ်ပါတယ်ပေါ့နော်အရာကိုချစ်စရာကောင်းတဲ့အဖေလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဦးဆုံးကျွန်တော်တိုင်းကိုဖတ်ပြီးတော့အနည်းငယ်ခွာပေးချင်တယ်ပေါ့နော်ဆာလဂျန်အခန်းကြီး4အခန်းကြီး94အခန်းငယ်19အကျွန်ုပ်၏နှလုံးထဲမှာစိတ်နာပြသောအခါကိုတော်သည်တက်တာပေးတော်မူသည်ဖြစ်အကျွန်ုပ်၏ဝိညာဉ်သည်ရှင်တော်ပါ၏အာမင်အာမင်ကျွန်မအသက်တာတော့ဒီနေ့ကတော့ဘယ်ရာတခုကျွန်မသွားပြီးတော့ကျွန်မရောက်ကြရှိမှကျွန်မတက်တယ်တခုပြောလိုက်တယ်ပေါ့နော်ဘာလို့ဆိုကျွန်မကအမြဲတမ်းတက်တယ်ရှိတဲ့သူအမြဲတမ်းသိတယ်ပေါ့နော်ဒီနေ့ကျွန်မချစ်တယ်ညတယ်ချစ်တယ်ညကမှကျွန်မချစ်တယ်ရတယ်ဘုရားငယ်လေးကပတ်လာတာကိုရန်အလဲအထက်တန်းတက်တော့လေလူများတွေတောင်းကြည့်လို့ကျွန်မရုပ်ချစ်တယ်လည်းလည်းလူတွေချစ်တယ်ပေါ့ဒါပေမဲ့ချစ်တယ်ကတော့တစ်ခါမှထောင်းကြည့်တယ်လို့ဘွားကတော့ချစ်စုတယ်ဘွားကတော့အဲ့ဒါကျွန်မဖျားတဲ့ခေတ်ကပြောလို့ဆိုကိုတော့ကျွန်မချစ်တယ်လေလို့အရင်ကကောင်းလေးတွေ့ချင်တယ်ပေါ့နော်အဲ့ဒါကိုတော့တက်နေတယ်လို့ကျွန်မဝန်ခံတော့ကျွန်မကိုတော့မရတော့အခုမင်းဒီမနေ့ကျွန်မဘာလဲလို့တင်ကြတော့ကျွန်မချစ်တယ်အရင်လာပါတယ်အရင်ကိုဘယ်လိုခေါ်လဲဟာလေလုယာအမအနာဆောင်ရှိတော့လက်လက်ပတ်ပတ်ဖြစ်တယ်အဲ့ဒါကျွန်မရောက်တာကျွန်မပြောတယ်ငါ့ကိုမျိုးတစ်ခုမှပြောမယ်ဒီမနေ့ပေါ့နော်ဖျားငါ့ကိုတော့ကောင်းရစကဲပြောပါဦးလေဖျားသမီးလေးနဲ့မျိုးတော့ကောင်းပြောငါ့ကိုငါတွေ့နေမှာပဲမြန်ငါ့ကိုလည်းဖျားယူလို့ပြောငါဖျားယူကငါ့ရောဝင်မြတ်တယ်ပေါ့နော်ငါချစ်တရားကိုကိုရင်းရငါကိုခံရတဲ့ချစ်တရားအခုချစ်တော့ရန်ကိုလာတဲ့ချစ်တယ်ဖြစ်သွားတယ်ပေါ့နော်ဘုရားသခင်ကဘယ်လိုခေါ်လဲကျမတို့လူချင်းတဲ့အရာပေါ့နော်သူ့ကိုကျမပြောတယ်ငါဘုရားကိုငါအဖေတယောက်ကတောင်းလို့ငါတောင်းတယ်ကဘုရားသခင်ကလည်းငါ့သမီးလေးတယောက်လိုမျိုးပြန်ပေးတဲ့ဘုရားရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကျမသူ့ကိုအဲ့လိုပြောတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျမယောဂနဲ့ပတ်သက်ပြီးတော့နော်ကိုအရင်ကဆက်ဖုံးပြည့်ယူတာပေါ့နော်တဖုံးပြည့်ယူတော့ရေတောက်လည်းမရဘူးနားတယ်ပေါ့နော်နားလည်းကကျမဘယ်လိုခေါ်လဲယုံကြည်သူဖြစ်ပြီးနောက်ပိုင်းစေဝါတိတ်မတုံချင်ဘူးအဲ့ဒါကျမရဲ့အထက်ကအဲ့လိုတော့ဖြစ်လာတယ်အဲ့ဒါတနည်းတော့ကျမကအဲ့လိုထင်ရှိမှဆရာတပါးကစွတ်တော်တယ်ပေါ့နော်ဒီလိုနာယောဂရှိယုံကြည်ခြင်းနဲ့ဒီလိုနာလည်းရအောင်ကြိုက်ပေါ့နော်အနာယောဖျားအနာယောကပြောစတဲ့ဖျားဖြစ်တယ်ကွာဆရာစွတ်တော်တယ်အဲ့ကျမတဖုံးလို့ကျမခိုင်းပြီးတော့ကျမယုံကြည်ခြင်းနဲ့ကျမကိုခံတယ်ပေါ့နော်နောက်တစ်မိနစ်ကျတော့ကျမမေ့သွားတယ်ကျမယောဂဆိုတော့ကျမမသိဘူးပေါ့နော်နောက်တစ်ရက်ဟဲ့ငါရေတော့ရသွားပြီးတော့အဲ့အနာယောဂမရှိတော့ဘူးပေါ့နော်အဲ့ကျမဖျားကကျမတို့ရဲ့ယုံကြည်ခြင်းနဲ့လုပ်ပြီးတဲ့ဖျားဖြစ်တာကိုကျမတွေ့တယ်ပေါ့နော်နောက်တစ်ခုကပါလဲတော့ကျမရဲ့အိမ်တော်ကြီးပေါ့နော်တခုပြီးတခုကိုယ်ရဲ့ထပ်တွေ့ကြတယ်နောက်တစ်ခုပေါ့နော်ဘယ်လိုမှစက်တနာတစ်ခုကဖြတ်ခါပြီးမှနောက်တစ်ခုကထားလာတယ်ပေါ့နော်ဒါပေမဲ့ကျမကဘာသာသိလိုက်တယ်ဆိုတော့ဖျားကိုချစ်ပြီးဖျားကိုယုံကြည်တဲ့အခါမှာဆိုင်ကလည်းကျမတို့ကိုဖျားနဲ့ကိုဆွဲထားတဲ့ကျမတို့လို့ကိုဖြတ်ဖို့အတွက်သူလည်းကြိုးစားတယ်ပေါ့နော်ဒါပေမဲ့ကျမဖျားကိုကျမရမ်းချစ်တယ်ကျမတွေ့ကြုံရတဲ့အခက်အခဲတွေရတယ်လူတွေအပြင်မှာတော့ပြင်ပန်းနေတယ်ကျမနေရာနဲ့တက်တော့တက်တာနဲ့ဖြတ်သွားနိုင်တယ်အခုဖျားခင်ပြေးတော့ပေါ့နော်ကျမဖျားခင်ရမ်းချစ်တယ်ကျမဖျားနဲ့အတူနေတာလည်းကျမပိတ်သားဆိုတာတွေ့နေရတဲ့အခုဖျားခင်ပြေးတဲ့ကြတဲ့ဂျေစုတင်ပေါ့နော်ကျမထွေးစစ်ကျမအမြဲတမ်းပြောမာမီhow you love the God like we see there ပေါ့နော်သူတို့မြင်ရတယ်ပေါ့နော်ကျမယောက်ျားဆိုလည်းကျမသူ့ရှိမှဘယ်မှကျမမရှိဘူးကျမဖျားနဲ့ဘယ်တော့အသက်ရှင်လို့ဖျားခင်ကျမဘယ်တော့ချစ်တယ်ဆိုတာကျမမရှိမကြောက်ပြောရတဲ့အခွင့်လို့ဖျားခင်ရပေးတယ်ပေါ့နော်အဲ့ဒါဒီနေ့ကျမဖျားကြောက်ကရေချိုးတဲ့အခါမှာကျမမောင်လေးကကျမပြောပါစတာပေါ့နော်သူတရားဟောတဲ့အခါမှာတကယ်ယေရှုကပြောတယ်တဲ့သူလာတဲ့အချိန်မှာတဲ့မြေကြီးပေါ်မှာယုံကြည်ခြင်းကိုတွေ့ရမှာနေတော့တဲ့ဘာလို့ဖြစ်လို့သူတရားဟောတယ်ကျမသင်စဉ်းစားနေတာကျမတို့ကဒုက္ခဆင်းရဲကိုတွေ့တဲ့အခါမှာဖျားကိုစိတ်ပြတ်ဖို့အတွက်ဖျားကအလိုလိုမရှိဘူးပေါ့နော်အဲကြောင့်သူ့ပေါ်မှာကျမတို့ရဲ့ယုံကြည်တဲ့စိတ်ကိုပေါ့နော်ကျမတို့အသက်ထွက်တဲ့ချိဆွဲကိုင်းနိုင်ဖို့အတွက်ဖျားကအလိုလိုရှိတယ်ပေါ့နော်အဲကြောင့်ဒီကြံလိုက်တယ်ပေါ့နော်ကျမတို့လုံးသားထဲမှာစိတ်ညာပြတော့အခါကိုတော်ဒီတက်တာပေးလို့တဲ့ချိအကျွန်တော်ရဲ့ဝိညာဉ်ရှိနေပါ၏တဲ့ကျမတို့ရဲ့လူအမှအသက်ရှင်တဲ့အခါမှာတော့စိတ်အများကြီးညာပြပါတယ်တခါတည်းအသက်က50ကျော်ဆိုအလုပ်ကလည်းပြင်းတယ်အရင်ပြင်းချင်တယ်ပေါ့နော်အလုပ်မလုပ်ချင်တော့တအားပြင်းတဲ့ဆရာမပေါ်ခဏပြောတယ်ငါပြင်းလိုက်တာဘယ်တော့ပြန်မလဲဘာလို့လိုက်နေလဲသူတို့ခက်တယ်ကိုတူဟောပါတော့အရင်အလုပ်မလုပ်ချင်တော့ဒါပေမဲ့ဘာပြောကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာကျမတို့ရဲ့လူတောင်ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီမှာငါလုံးနိုင်သေးတယ်ငါကျမတို့ရဲ့အခွင့်ဖျားခင်ပေးသေးတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုစိတ်နဲ့ဖျားကိုဘယ်လိုခေါ်မလဲပေးထားတဲ့ဂျေဇုကိုချီးမွမ်းပြီးတော့တရားကိုဖြတ်တန်းနိုင်တဲ့အခွင့်ပေါ့နော်ဒါလည်းကျမတို့ကိုဘုရားသခင်စိတ်သက်သာခြင်းအခွင့်ကိုပေးတာဖြစ်တယ်ပေါ့နော်ဘုရားသခင်အရင်ချစ်ဖို့ကောင်းတဲ့ဘုရားရှင်ဖြစ်ပေါ့နောက်တစ်ခါကျမစဉ်းစားတယ်ပေါ့နော်ငါအမျိုးသမီးတယောက်ဖြစ်ပြီးတော့ဒီ
ကိုတခါတည်းဝင်နေမိတယ်ပေါ့နော်ဝင်နေပြီဖခင်ကချစ်ကျမတို့ကပြောဆိုတော့ဒီအိမ်တော်ဒီတောင်းယူတာမဟုတ်ငါတောင်းယူနေတာငါ့ကိုပဲငါလည်းကျွန်မပဲအားလိုက်ဒီအိမ်တော်တောင်းလို့ငါအဲ့ကျွန်မအားလိုက်နေတဲ့တာချစ်ပေးရတယ်ပေါ့နော်အော်ကိုရောကျေးဇူးတင်တယ်ပေါ့နော်ကိုရောဖွင့်ပြတဲ့သမီးဖြစ်သမီးကိုချပါတယ်ပေါ့နော်ဒီအိမ်တော်ကိုကျွန်မတောင်းယူတာမဟုတ်ဘူးကိုရောတောင်းယူနေတာဆိုတော့ကျွန်မကိုခံပါတယ်လို့တော့အဲ့လိုကိုခံချင်အဖြစ်လေကျွန်မချစ်တယ်ပေါ့နော်အိမ်တော်တစ်ခုလုံးမှာတည်းရဲ့စားတော့တာရောပေးရတဲ့အရာတွေကကျွန်တော်မထောက်ရှိရလို့ရှိတယ်ဒီတောင်းကိုငါအမျိုးသမီးတစ်ယောက်အနေနဲ့ငါယူနေတာကျေးဇူးတော်ကြောင့်ပေါ့နော်ကျွန်တော်ရေကတခုနဲ့စားတဲ့ဘောကြီးပဲကျွန်မခလေးကျွန်မယောက်ျားလေးထင်ထက်ဆိုင်ကျွန်မပြောတယ်နေလို့ဘာမှမစင်စားဘူးလားငါတို့ကတော့စားကြပေါ်လားငါကြတယ်လို့တော့ပေါ့နော်ဒါကကျေးဇူးတော်ကြောင့်ပေါ့နော်ဖခင်ကနေလို့ကျွေးနေတာငါကျွေးတော့မဟုတ်ပေါ့နော်အရာအောင်တော့လေအိမ်မှာစားကြတဲ့ပုံကြီးတွေပြောရဲနေလိုက်တယ်နေတိုင်းကစားကြတယ်ပေါ့နော်အော်မကုန်နိုင်ဘူးခမ်းနိုင်ဖခင်ရဲ့ကျေးဇူးတော်ပေါ့နော်အော်ကျွန်မတားလို့ကျွန်မငြင်းနေပြောတယ်နေလို့အမေနေလို့တစ်ခုပဲအကူပေးပဲပေါ့နော်ဖခင်ကိုနှလုံးသားအထူးနဲ့ချစ်ပြီးတော့ဖခင်တိကတော့ကျွန်တော်တို့တာသမီးတွေကိုဖခင်ကိုချစ်တာပေါ့နော်အခု blessing ဖခင်ကြောင့်မလာဘူးကျွန်မစိတ်မကောင်းဘူးသူ့ကိုကျွန်မမနေ့ကျွန်မပြောတယ်နေဖခင်ကြောင့်ပြတ်ဖို့ do you have trouble with chat ကျွန်မမေးဘာမနေ့တနေ့ကျွန်မလည်းကားလိုက်မှာပဲပေါ့နော်မမီးနဲ့အဲ့လိုတော့မဖျက်ခင်နေရှိတယ်ငါလည်း try လိုက်ပေါ့နော်ငါလူတွေနဲ့မဆက်ဆံချင်တာဘာကြောင့်လဲမသိဘူးပေါ့နော်သူစိတ်ကတော့လူတွေတယောက်တည်းနေချင်တဲ့စိတ်ပေါ်သူမှရှိနေတယ်တဲ့အဲ့ဒါမို့လူတွေနဲ့ငါနေတော့ဖို့အတွက်ငါစူးစမ်းနေတယ်ပေါ့နော်ကျွန်မပြောတယ်ငါတို့ယုံကြည်မှုရှိတဲ့ခါမှာမေတ္တာရဆိုတာရှိရတယ်လို့ဖခင်သခင်ကိုယ်တိုင်ကလည်းသူလူစားပေါ့နော်သူတပည့်တော်လည်းရှိတဲ့ခါမှာဘိမ့်မတော်မှာသွားလို့သူတပည့်တော်လည်းမေတ္တာရလုပ်တယ်ပေါ့နော်အဲ့ဒါငါတို့ကမေတ္တာရရှိရတယ်လို့အမေစီဟုတ်ပြီကတပတ်ကဖခင်ကျွန်တော်တို့အိမ်မှာနေတယ်အမေမပြောဘူးပေါ့နော်ဒါပါလဲဆိုတော့ဖခင်ကိုချစ်တဲ့ခါမှာဖခင်ကိုကြောက်တဲ့စိတ်ဖခင်သခင်အလိုလိုရှိတဲ့နှလုံးသားငါတို့ကလည်းရှိတဲ့ခါမှာမပြောဘူးပေါ့နော်အဲ့ဒါအကြောင်းတစ်ခုကြောင့်မတက်ဖြစ်ဘူးပေါ့နော်အဲ့ဒါကိုသူ့ပြောတယ်နေတယောက်နဲ့နေတဲ့အခါမှာဖခင်နဲ့အချိန်တောက်ဝင်နေကြိုးစားပါမလို့ဖခင်သခင်နဲ့အချိန်တက်သွားရင်ဖခင်သခင်ဘာဖြစ်စေချင်လဲဆိုတော့ငါတို့တက်တာငါတို့သိလာရမယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်မလဲကျွန်မစကတော့မှကျွန်မကလေးကိုလုံးကြီးမကြည့်ချင်ဘူးသူတို့တခါကျွန်မကခောက်တော့အများနဲ့ကျွန်မမိသားစုရပါလို့တယ်ကျွန်မဦးဆိုရတော့ကျွန်မတို့ဖခင်အကြောင်းကျွန်မပြောတယ်ကျွန်မတက်တာမှာတက်တယ်တွေကိုသူတို့ပြောပြတယ်သူတို့လည်းမြင်နေတယ်ကျွန်မရဲ့တက်တယ်တွေကိုတော့ခုစီချင်လို့မြင်တယ်နေတဲ့အခါမှာသူတို့လည်းပြောပါတယ်မမီးငါတို့သိပါတယ်ငါတို့လိုသားဖခင်ရှိပါတယ်ပေါ့နော်အဲကြောင့်ကျွန်မမိသားစုတော့ခင်ဗျားတို့အခုချိန်ကြီးကြောက်တဲ့ချင်းရှိဘူးဒါပေမဲ့ကျွန်တော်မခံရဖခင်ကတမီးကြရင်သူ့ကိုနှလုံးသားအတင်းနဲ့လူဖြစ်စင်မဲ့ဖြစ်စင်မဲ့ကျွန်မယုံကြည်တယ်ပေါ့နော်ကျွန်မတို့သူများတွေကပြောတယ်ပေါ့နော်ခင်ဗျားတို့ခဏလေးကိုဆက်ပါတော့ဘယ်လိုခေါ်မလဲတစ္ဆာဖောက်တဲ့နေရာမှာဖြစ်လို့ခုချိန်ကြီးဒီအမျိုးသားကိုပေါင်းနေရတာလေပေါ့နော်သူများတွေကျွန်မမေးတယ်နောက်ပြီးတော့တကယ်ကြီးတယောက်ကပြောဆိုတော့ငါဆွေးတဲ့အဲ့မျိုးသမီးကိုသွားပါချပြီးတော့တတ်ပြလိုက်မယ်ပေါ့နော်ကျွန်မအဲ့လိုမလုပ်ဘူးဘာဖြစ်ဆိုလူတိုင်းကငါတတ်တယ်ဒါပေမဲ့အဲ့လူတွေကိုကျွန်မဒီလိုမျိုးသွားတက်ပြရင်ကျွန်မအနေနဲ့ကအော်ဒါဖျားသမီးလားဆိုတော့လူရဲ့အဲ့ဒီချင်းခါတော့ပေါ့နော်ကျွန်မကလည်းဆိုတော့အဲ့အမျိုးသမီးကိုကျွန်မအထူးကိုချောက်ပြီးတဲ့ဆွတောင်းပြီးတဲ့သူတို့ကကျွန်မစကားပြောနေတဲ့ကွာဖျားဖြစ်ပြီးတယ်ကျွန်မသူတို့ကိုကြောက်စားပြောပြတယ်ကျွန်မအသက်တော်ကျွန်မတက်တည်ခံပြတယ်ဖျားနဲ့သွားလာတတ်ဖို့အတွက်ကျွန်မဆွဲခေါ်တယ်ကျွန်မမပြောခင်မှာကျွန်မဖျားကိုဆွတောင်းတယ်ဒီအမျိုးသမီးတွေကိုမုံတီးတဲ့စနဲ့ကျွန်မစကားပြောချင်မဟုတ်ဘဲနဲ့ကိုရောရဲ့ချစ်ချင်းနဲ့တာကိုပြောနေတဲ့ခွန်အားကိုပေးပါတော့